အားလုံးပဲမြင်ပါပါရှင်ကျွန်မဒီနေ့ပြောပြပေးပါမယ်အကြောင်းအရာကတော့ဗောနော်ကိုပေးဆက်သူကြီးဖြစ်စေမယ်နံပါတ်2အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်နော်ကိုကအရန်ပဲစိတ်ထားတွေကောင်းမှုနေမယ်တကယ်ကိုလည်းစိတ်ထားကောင်းတဲ့သူဖြစ်စေမယ်ဗောဒါပေမဲ့လည်းမိသားစုမှာလည်းကိုကပဲဝင်တော့ဝင်ဖို့တာဝန်တွေကိုထမ်းဆောင်ရမယ်တငယ်ချင်းအပေါင်းအသင်းတွေနဲ့လည်းကိုကပဲပေးဆက်ကမယ်ကိုကပဲသူတို့ရဲ့အပူတော်ကားကိုပေါ့နော်ကိုကမျှဝေယူတတ်တဲ့သူကိုကပဲပေးဆက်မဲ့သူဖြစ်စေမယ်အဲ့တော့အခြေအိမ်တော်ကြီးနဲ့ပတ်သက်ရင်ရောကိုကပဲပေးဆက်သူဖြစ်စေမယ်ပေါ့အဲ့တော့ပေးဆက်သူဖြစ်တယ်ဆိုတာဒါပြောလို့နားထောင်လို့ကောင်းနေပြီမဲ့လေတကယ်တမ်းကျတော့ကိုကကြီးပဲပေးဆက်နေရမယ်ဘဝတသက်တာမှာအဲ့တော့ကိုကကြီးပဲအပူတော်ကားတွေဝယ်ယူနေတယ်လို့ဖြစ်နေမှာပေါ့နော်ဆိုတဲ့ခါကျတော့ဒီလိုနံပါတ်မျိုးကမိတ်ဆွေရဲ့ဖုန်းနံပါတ်ထဲမှာပါနေမယ်ပါနေပြီဆိုရင်တော့အမြန်ဆုံးပြောင်းလဲဖို့အတွက်လိုအပ်ပါတယ်ရှင်အဲ့နံပါတ်တွေလေးကတော့955